အခုမှစတင်ပြီးတော့စီးပွားရေးလုပ်မဲ့ new business owner တွေအတွက် professional ဆန်ပြီးတော့ခန့်ထားတဲ့ logo တစ်ခုနဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဖွင့်လှစ်မဲ့တည်နေရာလိပ်စာအနေထားဘယ်ဟာကပို့ပြီးတော့အရေးကြီးတယ်ဆိုတာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ကျွန်မကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးအမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေမြတ်ဟေတီဖြစ်ပါတယ်။ business owner တော်တော်များများကကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် branding တည်ဆောက်တဲ့အခါမှာ visual ဖြစ်တဲ့ပုံရိပ်ကပဲအရန်အရေးကြီးတယ်လို့ထင်တတ်ကြပါတယ်။တကယ်တမ်း high end branding အဆင့်အတန်းမြင့်တဲ့ကုန်မှတ်တစ်စိတ်ကိုတည်ဆောက်ခြင်းနဲ့ဆိုတာဒီ visual တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။လူတွေရဲ့မျက်စိထဲမှာကိုယ့်ရဲ့ branding ကို perception တစ်ခုအနေနဲ့ဆွဲတင်ပြီးတော့ကြံခဲ့နိုင်အောင်လုပ်နိုင်ဖို့ကလည်းအရန်ရေးကြည့်ပါတယ်။ဥပမာအမျိုးအစားတူတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုပြည်လမ်းမကြီးလိုမျိုးရွှေတောင်ကြားလိုမျိုးဆရာဆန်လမ်းလိုမျိုးအဲ့ဒီလိုအချက်အခြာနေရာကောင်းမှာဖွင့်လှစ်ထားတဲ့စီးပွားရေးလုပ်ငန်းနဲ့ရိုးရိုးတမယိုးကြအဆင်ပြေရာနေရာအနေထားတစ်ခုမှာဖွင့်လှစ်ထားတဲ့စီးပွားရေးလုပ်ငန်းဈေးကြီးတဲ့ branding တစ်ခုအဖြစ်နဲ့တန်ဖိုးထားပြီးတော့နေရာယူသွားတယ်ဆိုတာဒီအနေအထားအဖြစ်အများကြီးကွာပါတယ်။အချက်အခြာနေရာကောင်းတစ်ခုကိုအမျှော်အမြင်ရှိနဲ့ရွေးချယ်ပြီးတော့ဖွင့်လှစ်ထားခြင်းအပြင်လူတွေရဲ့စိတ်ထဲမှာအောင်မြင်နေတဲ့အေယာမ brand ကြီးတစ်ခုလိုအလိုလိုထင်ဟပ်သွားစေတဲ့အတွက်ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကိုယ့်ရဲ့ business ကိုအောင်မြင်တဲ့ branding တစ်ခုအနေနဲ့တည်ဆောက်ခြင်းနဲ့ဆိုလို့ရှိရင် professional ကြတဲ့ logo တစ်ခုကအရန်အရေးကြီးတယ်လို့ location လို့ခေါ်တဲ့တည်နေရာရွေးချယ်မှုကလည်းအရန်အရေးကြီးပါတယ်ဆိုတာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးနွေးရဲ့ channel လေးကို like and follow လေးလုပ်သွားပေးပါ။နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ပါမယ်ရှင်။